အနီကအတွက်အသင်းပေါ်တွေကိုမတောင်းပန်ခဲ့တဲ့ Jackson ပရိသတ်များလုံးပဲမင်္ဂလာများ J-Bad 425ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ပရီးမီးယားလိဂ်ပန်းနိုင်ပန်းဝင်မှုနီးကပ်လာတဲ့အချိန်မှာနောက်အသည့်ချန်ပီယံလိဝင်ခွင့်ရရှိဖို့အတွက် Top 5 ဝင်ဖို့အသင်းတိုင်းကအပြိုင်ဆိုင်စူးစမ်းနေကြပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့အပတ်မှာ Chelsea ဟာနေရာလူပတ် Newcastle ကို2-0နဲ့ရှုံးနိမ့်ခဲ့ပြီး Top 5 နေရာကလည်းရိုင်နှင်းနေဖြစ်လာပါတယ်။ဒီဘက်မှာ Nicolas Jackson ကမစင်မကျင်အမှားတစ်ခုကိုပြုလုပ်လိုက်ပြီးဓာတ်ရိုက်အနီကပ်နဲ့ထုတ်ပယ်ခံလိုက်ရပါတယ်။ဒါကြောင့် Jackson ကဒီပွဲတွေမကပဲလက်ကျန်ပွဲအဆင့်တွေဖြစ်တဲ့ Manchester United နဲ့ Tottenham တို့ရဲ့ပွဲအဆင့်တွေကိုပွဲပယ်ဖြစ်တဲ့နဲ့လွဲချော်သွားတော့မှလည်းဖြစ်ပါတယ်။ဒီလိုတွေဖြစ်ခဲ့ပေမဲ့ Chelsea ဘက်ကတော့ VAR နဲ့ကွင်းလယ်တိုင်ကိုပဲအပြစ်တင်ခဲ့ပြီး Jackson ကိုအရေးယူမှုတစ်စုံတရာပြုလုပ်သွားမှာမဟုတ်ကြောင်းသိရပါတယ်။ လူတွေကြိုက်တဲ့45ဒါကြီးရှိတ်လိုက်အဲ့ဟာ J-Bad 45 J-Bad 45 Jackson ကိုယ်တိုင်ကလည်းအသင်းပေါ်တွေကိုအဝေးလဲကန်အတွင်းတောင်းပန်ခြင်းမရှိခဲ့ပေအဲဒီအစား Conference League Final မှာဂိုးသွင်းချေစွမ်းပြပြီးပြန်လည်ပေးဆက်သွားမယ်လို့သိရပါတယ်။ Chelsea က Jackson ကိုအပြစ်မတင်ပေမဲ့ Jackson ရဲ့အနာဂတ်ကလည်းအပြောင်တပ်သားတို့နဲ့အတူမတည်ငြိမ်နေပါဘူး။ Jackson ကစာချုပ်သက်တမ်း10နှစ်တောင်ကျန်ရှိသေးတယ်ဆိုပေမဲ့ Chelsea ဘက်ကအသင်းကိုထိပ်တန်းအဖြစ်တည်ဆောက်ဖို့အတွက်နောက်ထပ်တိုက်စစ်မှုတယောက်ခေါ်ယူခြင်းနေပြီး Jackson ကိုတင်းလျော်တဲ့ကမ်းလှမ်းချက်ရောက်လာရင်ရောင်းထုတ်မယ်လို့သိရပါတယ်။ Jackson ရဲ့ပွဲပယ်မှုက Chelsea ရဲ့လက်ကျန်ပွဲနှစ်ပွဲကိုအခက်တွေးစီမှာအသေးချပါပဲ။ Chelsea တို့ရာသီကုန်မှာအလှပဆုံးပန်းဝင်နိုင်ဖို့ Conference League ဖလားရောချန်ပီယံလိဝင်ခွင့်မှာရယူနိုင်မလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။